Hello everyone ဒီနေ့ video လေးထဲမှာပြပြသွားခြင်းတဲ့အကြောင်းအရာလေးကတော့ဒီစာမေးပွဲတွေဖြေလို့ရရှိလာတဲ့အမှတ်တွေ grades တွေပေါ့နော် marks တွေဒါတွေကလူတစ်ယောက်ရဲ့အရေးအချင်းကိုလုံးဝဆုံးဖြတ်ပေးလို့မရနိုင်ဘူးဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားချင်တာပဲဖြစ်ပါတယ်ဒီအမှတ်တွေပေါ့နော်ဥပမာစာမေးပွဲတွေဖြေတယ်အမှတ်တွေရတယ်အမှတ်တွေကိုပေါ့အပေါ်လုံးဝမူတည်ပြီးတော့ငါကတော့ဒီလောက်ပဲစွမ်းဆောင်နိုင်တဲ့သူလားဆိုပြီးတော့အများစုကဒီလိုပဲတွေးကြတယ်ပေါ့နော်ဒါပေမဲ့ဒီစာမေးပွဲတွေဒီကိန်းဂဏန်းတွေပေါ့နော်ဒီ number ဒီဂဏန်းတွေဆိုတာကကိုယ့်ရဲ့စွမ်းဆောင်မှုအဲ့ဒီ exam ပေါ်မှာမူတည်တယ်စွမ်းဆောင်မှုတစ်ခုကိုပဲပြောတာပေါ့နော်ဥပမာသင်ချာဆိုလဲကိုယ့်ရဲ့အသက်စွမ်းရည်ဒီလောက်ကိုပဲပြောတာဖြစ်တဲ့အတွက်ဒီအမှတ်တွေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့တဘဝလုံးကြီးစာပုံအောပြီးတော့ငါကစာမေးပွဲမှာဒီလောက်အမှတ်ပဲရတယ်ငါတော့အသုံးမကျတဲ့သူပဲဆက်ပြီးလဲဒီထက်ပိုရင်ဖြစ်နိုင်တော့ဘူးစတာမျိုးတွေပေါ့နော်တွေးမိတတ်ကြတယ်ဘာလို့လဲဆိုတော့လူရဲ့စိတ်ကိုကautomatically more negative ဖြစ်တာ哦ပို့ပြီးတော့ negative ဆန်တဲ့အတွေးတွေကပဲများတာအဲ့ဒါကြောင့်မို့ဒီလိုအမှတ်တွေပါတွေတွေ့ပြီးအမှတ်တွေပါတွေရပြီဆိုလို့ရှိရင်ကိုယ်စိတ်ကိုလည်း strong ဖြစ်အောင်ပြင်ဆင်ထားဖို့လိုတယ်ပြီးတဲ့အခါကျတော့ကိုဘယ်လို mentality နဲ့ဆက်ပြီးတော့ဘယ်လိုစိတ်နဲ့ဆက်ပြီးတော့ရှေ့ဆက်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုလည်းအရင်ဆုံးသိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုမရရလေးတော်တော်ကြာပြီဆိုပေမဲ့ဒီနေ့တော့ဗီဒီယိုလေးကိုဖြစ်အောင်လိုက်ပါတယ် Okay ပထမဆုံးတစ်ချက်အနေနဲ့ less expectation ပေါ့နော်အရင်ဆုံးလူတိုင်းကတော့ကမျှော်လင့်ကြတယ်ဘယ်လောက်ကြီးရချင်တယ်ကိုဘယ်လောက်တွေးထားတယ်အဲ့လိုမျိုးအများကြီးမျှော်လင့်ချက်တွေရှိတယ်ပေါ့နော်ဒါပေမဲ့မျှော်လင့်ချက်ကိုနည်းနည်းလေး short ထားတာတော့အကောင်းဆုံးပဲပေါ့နော်ဟိုမြန်မာစာ grade 12တော့မြန်မာစာမှာဆိုလည်းရှိရအဖြူနဲ့အနက်လားเนาะအဲ့ဒီကအဓိပ္ပာယ်လေးတိုင်းပဲပေါ့နော်နည်းနည်းမျှော်လင့်ထားတာပေါ့နော်အဲဆိုအစိုးနဲ့တွေ့လာလေခံနိုင်ရှိသလိုအကောင့်နဲ့တွေ့တော့လေပို့ပြီးပြောရတာပေါ့ Okay အဲ့ဒီ expect less ဆိုတဲ့အကြောင်းအရာလေးပေါ့နော်ကိုကအကောင်းဆုံးလုပ်ပြီးသမျှကလုပ်ပြီးသွားပြီပေါ့နော်ဒါပေမဲ့အခြေအနေအမျိုးမျိုးရှိတယ်ပေါ့နော် exam စာမေးပွဲဆိုတဲ့အရာကလည်းသူ့မှာကိုယ့်ရဲ့ဉာဏ်တော်ရုံနဲ့ပဲမဟုတ်ဘူးသူ့မှာဘက်ပေါင်းစုံကနေပေါ့နော်ကံတရားရောမေးခွန်းရောကိုကြက်ထားတဲ့အဖြေရောအဲ့လိုမျိုးဘက်ပေါင်းစုံကနေရှိတယ်ပေါ့အဲ့တော့လူတယောက်ရဲ့သူ့ရဲ့တန်ဖိုးသူ့ရဲ့အရေးအချင်းကိုစစ်တဲ့အခါမှာဒီ exam ပေါ်လေးပဲမူတည်ပြီးတော့ကြည့်လို့မရဘူးပေါ့တချို့ကဒါချက်ပြီးဒါဖြေလို့တိုးသွားတဲ့သူလည်းရှိတယ်တကယ်စာရရဲ့ဒါနဲ့နည်းနည်းလွဲချော်သွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီ expect less ပေါ့နော်ကိုဘလောက်ပဲဘလို့တွေစူးစမ်းလာပါစေဘလောက်ပဲမရဘူးပဲပြောအတင်းကိုပဲညှို့မှန်းထားတာစိတ်ကပို့ပြီးတော့အေးချမ်းတယ်ပေါ့နော်အဲအကြောင်းလေးကိုတစ်ချက်အရင်ပြောချင်ပါ second part ဒုတိယအကြောင်းကတော့ဒီအမှတ်တွေကကိုယ့်ရဲ့ဘဝကိုအဆုံးဖြတ်မပေးဘူးဆိုတဲ့အကြောင်းလေးကိုထပ်ပြီးတော့ပြောပါမယ်အဲ့ဒီတော့အမှတ်တွေရတဲ့အခါမှာပေါ့နော်ဒါကိုတော့ကလေကြုံဘူးတယ်ဆိုတော့ဒီလိုပဲတွေးတာပေါ့ဒီအမှတ်ကြီးကငါပေါ့ဥပမာ900ကျော်ရတယ်ဆိုလဲငါ900ကျော်သမားအဲ့လိုမျိုးတွေအတွေးတွေဝင်တာပေါ့နော်ဒါပေမဲ့ဒါကတကယ်တမ်းလက်တွေ့ကြပေါ့နော်စဉ်းစားကြည့်မယ်ဆိုရင်ဒါကဘဝရဲ့တစ်စိတ်တစ်ပိုင်းလေးပဲပေါ့နော်အခုငယ်တန်းကနေစပြီးတော့ဒီ timeline အတော်အတွင်းမှာကိုစူးစမ်းခဲ့တဲ့တစ်စိတ်တစ်ပိုင်းပဲပေါ့ဒါကကိုနောက်ရှေ့ဆက်ရမယ့်ဘဝတက္ကသိုလ် uni career life ဥပမာ400ကျော်ဒီမှာ400ကျော်ပဲရတယ်ဆိုရင်တစ်သက်လုံး400ကျော်ဒူလောက်ပဲလုံနိုင်တော့မလားဒီလိုမျိုးကိုအပီးအတိုင်းသတ်မှတ်ပြလို့မရပါဘူးအဲ့ဒါကြောင့်မို့အမှတ်တွေရတယ်အမှတ်တွေတည်တယ်ဘယ် exam ပဲဖြစ်ထွက်လာတဲ့အခါကြလို့ရှိရင်ဒီအမှတ်တွေပေါ်အရန်ကြီး rely မလုပ်ချေခြင်းဘူးအရန်မမှုတည်စေခြင်းဘူးပေါ့နော်ဘာလို့ဆိုဥပမာ B ရတဲ့တမားတွေကငါက B ပဲရတဲ့သူပဲငါက B လောက်ပဲစွမ်းဆောင်နိုင်တဲ့သူပဲဆိုပြီးမတိစိတ်ကနေထင်သွားတတ်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအချိန်မျိုးမှာကိုဘလောက်ပဲရနေပါစေဥပမာ A ပဲရ B ပဲရဘလို့စိတ်မျိုးလေးနဲ့ဆက်ပြီးရှေ့ဆက်တာကောင်းလဲဆိုတော့Okay ငါက B ရတယ်ဒါပေမဲ့ငါ B ထက်တာတဲ့ဟာတွေကိုလည်းငါစွမ်းဆောင်နိုင်သေးတယ်အဲ့တော့ငါယုံကြည်တယ်အဲ့လိုမျိုးစိတ်ပေါ့ A ရသမားကလည်းလုံးဝပျော်ရွှင်ပြီးတော့မြောက်တက်သွားတာမျိုးမဟုတ်ပဲနဲ့ငါဒီတစ်ခေါက် A ရတယ်ငါရောနောက်လာမယ့်ဘဝရှေ့မှာပေါ့နော် A ထက်တာတာဒီများလုံနိုင်အောင်မလားဒီလိုမျိုးနဲ့ကိုယ့်ဟာကိုရှေ့ဆက်ကြရမှာနံပါတ်3အချက်နံပါတ်3ကတော့ just don't careဘသူ့ဟိုမှာဂီးဝဆိုင်နေဆိုတဲ့အကြောင်းအရာပေါ့နော်လူတွေကဥမာအမှတ်တွေထွက်လာပြီဆိုလို့ရှိရင်အခုက social ခေတ်ဆိုတော့ပို့ပြီးတော့သိတာပေါ့နော်သူများတွေကလည်း post တွေတင်တယ်ကိုကလည်း post တွေတင်ချင်တယ်အဲ့ခါကြလို့ရှိရင်
မုဒိတာဖြစ်ပေးရပါမယ်သူများတွေအောင်မြင်နေတယ်အမှတ်ကောင်းတွေရနေတယ်ပန်းနိုင်နေစုကူးနေတယ် successful ဖြစ်နေတယ်ဆိုလို့ရှိရင်လေကိုဘက်ကဒါသူတို့စူးစမ်းထားတာသူတို့ရဲ့စူးစမ်းမှုပဲပေါ့ကိုကဝမ်းမြောက်ဝမ်းသာဖြစ်ပေးရပါမယ်အဲ့လိုကြရင်ကိုရှိအပျော်တွေလည်းကူးဆက်တာပေါ့နော်ဥပမာကိုကတခုခုလွဲဆောင်မှုပဲဖြေတာလွဲချော်သွားခဲ့တယ်ဆိုလို့ရှိရင်လေ it is not the end of the world ဒီအမှတ်လေးနဲ့ဒီ grade 12အမှတ်လေးနဲ့ကဘာကြီးကအဆုံးသတ်သွားတာမဟုတ်ဘူးပေါ့နော် so အမဆိုလို့ရှိရင်လေအမှတ်တွေရတဲ့အချိန်တုန်းကဒီ900ကျော်အမှတ်လေးနဲ့ပဲငါဒီလောက်ပဲရတယ်ဆိုကိုအမရသိဖြစ်ခဲ့တာပေါ့နော်ဒါကတော့အမှန်တိုင်းပြောပြတာပါanyways အဲ့လိုဆိုတဲ့အခါကျတော့ဒါပေမဲ့ပြန်ပြီးတော့တွေးလိုက်တယ်ဒီအမှတ်ကငါတပွားလုံးရဲ့ငါရဲ့အရေးအချင်းတွေကိုဆုံးဖြတ်ပေးတာမဟုတ်ဘူးဒီ grade 12ဆိုတဲ့ exam တစ်ခုရဲ့အတွက်ပဲဒီအမှတ်ကဆုံးဖြတ်ပေးတာအဲ့ဒါကြောင့်မို့လို့တခြား life မှာတခြားဘဝရဲ့ life aspect မှာဒီတခြားကဏ္ဍတွေမှာကိုကစွမ်းဆောင်နိုင်ရည်အများကြီးရှိသေးတယ်ဆိုတာကိုအမြဲတမ်းမှတ်ထားပေးပါဘာလို့လဲဆိုတော့လေဒီပတ်ဝန်းကျင်ကတော့တခြားကိုတငယ်ချင်းတွေကတော့ဆရာဆရာမတွေကတော့ပေါ့နော်အမှတ်တွေအဲ့လိုထွက်လာတဲ့ချိန်မှာဆိုရင်ကိုကဘယ်လိုမျိုးစိတ်ကဖြစ်တယ်ဆိုတော့သူများတွေကတော့ဒီလောက်ထိစုခုနိုင်နေငါကဒီလောက်ပဲရနိုင်တာလားဒါမျိုးစိတ်တွေပေါ့နော်အဲ့လိုစိတ်တွေဝင်လာပြီဆိုရင်အမြဲတမ်းပြန်တတိရပါဒီ exams တွေကကိုယ့်ရဲ့အရေးအချင်းကိုပြေဝဖော်ပြတာမဟုတ်ဘူးကိုတခြားကြံနေတဲ့လက်ရှိကြံနေတဲ့အချိန်မှာဘဝကိုရှေ့ဆက်ရမယ့်အပိုင်းတွေမှာလဲကိုကအစွမ်းကိုဒီထပ်ပို့ပြီးကောင်းအောင်စူးစမ်းလို့ရတယ်ဆိုတဲ့အကြောင်းကိုမှတ်ထားပေးပါကို don't blame yourself too much ပေါ့နော်ကိုအရန် blame မလုပ်ပါနဲ့ကိုရှေ့ဆက်ပြီးတော့ဘယ်လိုလမ်းနေရွေးချယ်မလဲအဲ့ဒါတွေကိုပဲအာရုံစိုက်စေချင်ပါတယ်အဲ့ဒီတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေအားလုံးပဲဘယ် exam ရဲ့ result တွေပဲထွက်လာဒီ grade 12 exam ရဲ့ result တွေပဲထွက်လာအားလုံးကို reminder လေးလုပ်ချင်ပါတယ်ဒီ exam အမှတ်တွေကဒီဖြေလိုက်တဲ့ဆောင်ပွဲနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဘဝကို design လုပ်ပြီးမှဟုတ်တယ်ဒါပေမဲ့6ဘာသာရတဲ့သူမှကဘဝမှာအောင်မြင်မယ်ဆိုပြီးသတ်မှတ်ထားတာမျိုးလည်းမရှိဘူး၄ဘာသာရတဲ့သူမှဘဝမှာအောင်မြင်မယ်ဆိုပြီးသတ်မှတ်ထားတာမျိုးမရှိဘူးအဲ့ဒါကြောင့်အမဒီဗီဒီယိုလေးရဲ့ပြောပြချင်တဲ့အနှစ်ချုပ်ကတော့ဘလို့ result တွေပဲထွက်လာဒီ result တွေပေါ်ကိုကြည့်ပြီးတော့ကို define မလုပ်ပါနဲ့ငါကတော့ဒီအစ်စ်ပဲရနိုင်တဲ့သူဆိုပြီးတော့လုံးဝ define မလုပ်ပါနဲ့ဒီရလာတဲ့ result ကိုလည်းကြည့်ပြီးတော့နောက်ထပ်ရှောက်လန်းရမယ် uni ဒါမှမဟုတ် life career အဲ့ဒါတွေမှာကိုဘယ်လိုမျိုးလမ်းတွေကိုရွေးချယ်မလဲဘယ်လိုမျိုးကိုယ့်ရဲ့အရေးအသွေးတွေကိုဒီထက်မကထပ်အောင်လုပ်မလဲဘယ်လိုမျိုး successful ဖြစ်တဲ့ life တွေကိုပိုင်ဆိုင်ခြင်းလဲကိုမေးခွန်းနေမေးပြီးတော့ပိုပြီးကောင်းမွန်တဲ့လမ်းစာတွေကအမြဲတမ်းရှိနေမှာဖြစ်တဲ့အတွက်ဒီ result တွေကိုလည်းအရင်ကြီးစိတ်ထဲမထားစေချင်ဘူးပေါ့နော်ရရင်လည်းရတယ်မရရင်လည်းမရဘူးဒီလိုမျိုးစိတ်ကို strong ဖြစ်ကြံ့ခိုင်နဲ့ကြော်ဖြတ်သွားကြပါလို့အားလုံးကိုဒီဗီဒီယိုလေးနဲ့ပြောပြချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကိုမျှော်မှန်းထားတာတွေရမယ့်သူတွေအတွက်လည်းရကြတဲ့သူတွေအတွက်လည်း congratulation ပါလို့ပြောလိုက်ချင်ပါတယ်ပြီးတော့အားလုံးကိုကံကောင်းပါစေအားလုံးအဆင်ပြေပြီးတော့ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်ရှိကြပါစေလို့ဒီကနေပြီးတော့အမကစုမောကောင်အများကြီးတောင်းပေးလိုက်ပါတယ် bye နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ပါမယ်အခုထိအမ channel ကိုအားပေးနေကြတဲ့ grade 12 ကလေးတွေရောအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်Anyways, you guys have successfully made to the end of this grade 12 journey, so thank you very much.